Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတကယ်ကိုအသုံးဝင်တဲ့ where နဲ့စတဲ့အင်္ဂလိပ်စာစကားပြောမိန့်ခွန်းလေးတွေကိုမျှဝေပေးမယ်ပထမဆုံးတစ်ခုက where have you been where have you been okay မင်းဘယ်ရောက်နေရလဲပေါ့နော်နောက်တစ်ခါကျတော့ where should I start where should I start ငါဘယ်ကနေစရမလဲတခါကျတော့လှုပ်เสียလှုပ်တွေအများကြီးဖြစ်နေတယ်ဒါမှမဟုတ်တစ်ခုခုပြောရမှာပြောစရာတွေအများကြီးဖြစ်နေငါဘယ်ကနေစပြောရမလဲဘယ်ကစလုပ်ရမလဲဒါမျိုးပြောတာပေါ့နော် where should I start နော်နောက်တစ်ခါကျတော့ where can I put it where can I put it okay ဒါလေးကိုဘယ်နားမှာထားလို့ရလဲနော်ဆိုတော့ကိုယ်ပစ္စည်းတစ်ခုခုဘယ်မှာထားလို့ရလဲလို့မေးချင်ကျွန်တော် where can I put it နဲ့မေးလို့ရတယ်နောက်တစ်ခါကျတော့ where can I find him where can I find him okay ငါတို့ကိုဘယ်နားသွားရှာရမလဲနော်ဆိုတော့ဟိုမှာကိုတယောက်ကိုတွေ့ကျင်တယ်ပေါ့နော်ဆိုတော့သူကမရှိရင်သူ့ကိုငါဘယ်နားမှာသွားရှာလို့ရမလဲ where can I find him okay ဒါမျိုးလေးမေးလို့ရတယ်နောက်တစ်ခါကျတော့ where are you where are you okay မင်းဘာလဲပေါ့နော်နောက်တစ်ခါကျတော့ where are you from where are you from okay ဒါကြတော့မင်းကဘယ်ကလဲနော်ဘယ်ကလာလဲဘယ်နိုင်ငံကလဲဒါမျိုးပေါ့နော်နောက်တစ်ခါကျတော့ where do you work where do you work okay မင်းဘာမှာအလုပ်လုပ်လဲပေါ့နော်နောက်တစ်ခုက where did you go where did you go okay မင်းဘယ်သွားရလဲပေါ့နော်ဟုတ်ကဲ့ပါဒီfoundation for english ရဲ့သင်ခန်းစာလေးတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye